စက်မှုလုပ်ငန်းများအတွက်လုံလောက်တဲ့စွမ်းအင်ရရှိနိုင်ဖို့ဆိုတာအရေးကြီးတဲ့အခြေခံအုတ်မြစ်တစ်ခုပါပဲစွမ်းအင်အရင်းမြစ်များအတွက်စိတ်ချရမှုနဲ့တည်ငြိမ်မှုကလည်းမရှိမဖြစ်လိုအပ်ပါတယ်Power 8ဆိုတာကတော့စက်မှုလုပ်ငန်းလဲပတ်မှုများအတွက်အဆင့်မြင့် Solar Energy များကိုဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီပဲဖြစ်ပါတယ်တောင်ကြီးမြို့အေးသာယာစက်မှုဇုံမှာ8 megawatt peak solar power plant ကို10 megawatt hour energy storage system နဲ့အတူ Power 8ကအောင်မြင်စွာတက်ဆင်ပြီးစီးနိုင်ခဲ့ပါတယ်Power 8အနေနဲ့ project တိုင်းကိုစနစ်တကျတက်ဆင်မှုတွေအပြင် professional ဆန်တဲ့စီမံခန့်ခွဲမှုစနစ်တကျပြုပြင်ထိန်းသိမ်းမှုတွေကိုပါအလေးထားလှုပ်ဆောင်ပေးခဲ့ပါတယ်။ project တိုင်းကိုလည်းအသေးစိတ်အချက်လက်လေးတွေကအစမကြံခဲ့စေပဲအာရုံစိုက်ပြီးတော့ပြုလုပ်ပေးပါတယ်။ပုံမှန်ပြုပြင်ထိန်းသိမ်းရေးများကိုလည်းအချိန်နဲ့တပြေးညီလှုပ်ဆောင်ပေးပါတယ်။တည်ငြိမ်မှုရှိပြီးယုံကြည်စိတ်ချရသောစွမ်းအင်လဲပတ်မှုတွေကစီးပွားရေးလုပ်ငန်းများကိုမနှောင့်နှေးစေဖို့အတွက်အထောက်အကူဖြစ်စေမှာပါ။ Power 8ကအမြဲတမ်းရေရှည်အတွက်စီးပွားရေးလုပ်ငန်းများမိခိုအားထားနိုင်သောစွမ်းအင်နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုများကိုအဆက်မပြတ်လုပ်ကင်ပေးသွားမှာပါ။